ချင်းချောက်နေလို့ပါဟာချင်းချောက်စီထဲရမှာလေအဲ့တော့မချောင်းဘူးဝီဝီနဲ့ဟောစီဟာချင်းချောက်ခံနေရတာဟောအဲ့ဒါပါသမီးချင်းချောက်တာမဟုတ်ဘူးဟောအဲ့ချင်းချောက်ခံနေရဟုတ်ကဲ့လူမျိုးချင်းချောက်ဘယ်လိုမျိုးလဲဆိုတော့ဖုန်းထဲကကျွန်တော်ပေါ်လေပတ်စံ10သိန်းလွှဲပေးရမယ်ဒါမှမဟုတ်လားပို့ဟုတ်တခါမကောက်ဘူးကျွန်တော်10ခုကလောက်ရှိပြီအဲ့လိုမှဟုတ်ကဲ့10ခုကလည်းမဟုတ်10ခုကလည်း19ကဟော10ဟုတ်ကဲ့19ကစားအဲ့လိုမှနားလည်းအောင်ပြောပါဗျာဟုတ်ကဲ့19က19ကရှိပြီပေါ့အဲ့လိုမှလွှဲမပေးရင်တဲ့သူတို့ကြောင့်သိစီရမယ်ပေါ့ဩသူတို့ဘယ်ကြောင်းမှာတက်လဲသူတို့ပုံမှုဆရာသူတို့ရဲ့အကြောင်းသူတို့ကတတ်မပြတ်မဲ့ဆိုတော့သူတို့လုံးမဲ့သူတို့ကြောင်းသိဆရာရဲ့လူရင်းကိုနားတော့လောက်ဦးလေးကလည်းကျွန်တော်ဆရာကိုလူလိုနားလဲအောင်ပြောပြလိုက်နားလေပုံမှုမနားမလဲမှာသို့လို့နော်တေချာလေးအကြောင်းသိစီရမယ်ချင်းချောက်တာချင်းချောက်တာဟုတ်တယ်နော်အဲ့လိုဟုတ်ပါတယ်ဆက်သိန်းတောင်းတာအဲ့လိုဟုတ်ပါတယ်ဆက်သိန်းပေးရမယ်ဟုတ်ကဲ့ချင်းချောက်တာဗျာရေကြီးဆရာတွေ့ကြုံကပြောရမယ်ဒီကိစ္စချင်းချောက်မှုလေဟုတ်တယ်လေငါကိုလည်းချင်းချောက်နေတယ်ချင်းချောက်မှုပဲတတ်မပြတ်မဲ့ဟုတ်တယ်မလားဦးလေးဟုတ်ကဲ့ပါအဲ့တော့ပုံမှန်603နဲ့သွားညှိဆရာမဆိုင်ဘူးခဏနေပါဦးကျွန်တော်လူရင်းကိုမေးပြီးပါဒါဆိုရင်အဲ့ဒီအဖွဲ့ကဦးလေးကြီးကလှမ်းပြီးပတ်စံ10သိန်းတောင်းတာဟုတ်ကဲ့သူတို့ချင်းတဲ့နေရာလာပို့ရမှာဟုတ်ကျွန်တော်မှလည်းပေးစီကလုံးဝမရှိပါသူတို့ရှိရခဏချီးထားသလားမချီးပါဘူးလိန်ထားသလားမလိန်ပါဘူးခင်ဗျာချဲထိုးသလားမလုပ်ပါဘူးဘာမှမလုပ်ရိုက်သလားမလုပ်ပါဘူးမလုပ်အဲ့တော့သူတို့ကနိုင်ကလေးသွားလားဟောဒီလိုက်ရနိုင်ကလေးသွားပါမလားနိုင်ကလေးကိုကျွန်တော်နားမလဲပါကောင်းပြီလေဒါဆိုတော့ဒီကိစ္စငါစဉ်းစားထားတယ်လို့ချင်းချောင်းမှုဖြစ်သွားပြီနော်ဟုတ်ပြီးတော့ဒီလိုဆရာဟိုအဲ့ဒါကိုဗနီယနေ့နောက်ဆုံးထားပြီးလာပေးပေါ့အဲ့လိုမှမပေးရင်တဲ့ခမရရဲ့တူဦးသေးသောသမီးလေးမိတဆိုးလေးပေါ့အဲ့မိတဆိုးလေးကိုအမေတာပြီးအယုံမင်းလို့ဆိုပါလို့ဆရာကျွန်တော်ဘောအလူဒါသမီးလေးပေါ့လားကျွန်တော်သမီးလေးတယောက်တည်းတူသေးသောသမီးလေးကရကြဘယ်လဲရကြနေဒီလာနေဒီလာထိုင်လိုက်ဆရာကထိုင်ကြမှာငါဒီမှာထိုင်အမှုတင်တဲ့ငါနဲ့ face to face eye contact ယူပြီးငါမျက်နှာချင်းစကားပြောချင်တယ်ဒီလိုပြောချင်တာနော်ဟုတ်ပါစေကျွန်တော်အချင်းကြောက်တာလွတ်တော့ပါပြီကျွန်တော်တာမဟုတ်ကဲ့ကျွန်တော်တာမမှာအဲ့လိုတတိကြီးပါစောင်းလင်းချင်းကောက်လဲနဲ့လမ်းမလောက်လေးကိုဒီလောက်လုပ်လေကျွန်တော်တို့ကဘယ်လိုလုပ်အကုန်ဟောအများကြီးလို့ပြောတယ်ကျွန်တော်မျက်နှာတတိထားတယ်ဒီလိုထိုင်လို့ဖြစ်သွားနိုင်တယ်ဆိုတာတာရကောက်ပြတာဟုတ်ပြီကြောပါဗျာကြောပါကျွန်တော်ထင်မှားမိတာ哦နာမည်ဘယ်လိုခေါ်လဲဒီလိုမေးရပါလိမ့်ဆရာပဲသူ့အဖေနာမည်ဘယ်လိုခေါ်လဲဆရာပဲစောနာပြောတယ်သူ့အဖေကိုမေးလိုက်လေဒီလိုပြောချင်တာဆိုတည်ရလေစောစောကြီးတိုင်သားကျွန်တော်လေဟုတ်ပါပြီဟုတ်ကဲ့အဲ့လိုဗျာမာရီတို့ယူဘယ်နှချင်းလောက်ဖုန်းဆက်လဲ